ရဲ့အိမ်မက်ကအိမ်သုံးလုံးပိုင်ဆိုင်ခြင်းတယ်။အဲကြောင့်သူငွေကြီးပညာကိုစင်စက်မပြတ်အားထက်ရောလေ့လာခဲ့တယ်။သူအလုပ်တစ်ခုရှာပြီးအိမ်မက်စတင်ခဲ့တယ်။မနေ့ကကုမ္ပဏီမှာပုံမှန်ဝန်ထမ်းအဖြစ်အလုပ်လုပ်တယ်။ညနေခင်းညာစည်းတန်းမှာပစ္စည်းရောင်းတယ်။အင်္ဂါကတက်တာဖို့ချမ်းသာတဲ့အခန်းငယ်လေးတစ်ခုမှာပဲနေခဲ့တယ်။သွားလာစရိတ်တက်တာဖို့အကုန်ကြားနေတဲ့ဘတ်ကားကိုပဲနေတိုင်းစီသူထမင်းစားကချွေတာဖို့ခောက်ဆွဲပြုတ်ကိုပဲနေတိုင်းစားတယ်။ဒါပေမဲ့သူဒီလိုချွေတာနေရတာကိုသူအယမ်းပျော့နေခဲ့တယ်။ဘာကြောင့်လဲဆိုတော့သူပတ်စံတွေအများကြီးစုရလို့နှစ်တည်းကြာဒီလိုဘဝကိုအချိန်ချင်းဖြတ်တန်းပြီးနောက်ဆုံးတော့သူ့ရဲ့ပထမအိမ်ဝင်နိုင်ခဲ့တယ်။ဒါပေမဲ့သူအဲ့ဒီအိမ်မှာမနေပဲသူပတ်စံထပ်ရဖို့အဲ့ဒီအိမ်ကိုသူများနဲ့နှားထားလိုက်တယ်။သူပတ်စံနေများလာပြင်ပဲဘတ်ကားပဲစီးတယ်။ညနေစည်းမှာလည်းသူဈေးရောက်နေတော့မယ်။ခောက်ဆွဲပြုတ်ကိုပဲစားနေတော့မယ်။ဒီလိုနဲ့ပဲသူဒုတိယအိမ်ဝင်နိုင်ခဲ့တယ်။အရင်လိုပဲအဲ့ဒီအိမ်ကိုသူနောက်ထပ်သူများနဲ့အငှားချထားလိုက်တယ်။လူကချက်ချင်းဝင်ငှားလိုက်တယ်။ပတ်စံနေပိုရလာပဲမဲ့လှကတော့အရင်လိုပဲမနက်အလုံးမပြတ်ညနေစည်းမပြတ်ခောက်ဆွဲပြုတ်ပဲနေတိုင်းစားပတ်စံကိုဘာကြီးတက်အောင်စူဆောင်းဒီလိုနဲ့ပဲသူတတိယအိမ်ဝင်နိုင်ခဲ့တယ်အဲ့ဒီအိမ်လဲသူအငှားချပြန်လိုက်တယ်လှကဒီအချိန်မှာသူ့ဘဝအရဲ့အပျော်ဆုံးအချိန်လို့လည်းပြောလို့ရတယ်လှရဲ့ဇလန်ကတနိုင်ငံလုံးပြန့်ကျဲသွားတယ်သတင်းဌာနတွေကတွဲဆုံမင်းမြန်းဖို့သူနဲ့ဆက်သွယ်လာခဲ့တယ်သူသတင်းထောက်နဲ့ချင်းဆိုထားတဲ့နေရာကတော့ဆေးရုံအခန်းမှာဘာဖြစ်လို့လဲဆိုတော့10နှစ်လုံးခောက်ဆွဲပြုတ်တစ်မျိုးပဲစားတဲ့ကြောင့်သူအာဟာရချွတ်တဲ့နှလုံးယောဂါကြောက်ကဲ့ပျက်စီးအသေးချောက်ဦးလန်းချောင်းယောဂါစုပြုံဖြစ်နေတယ်သူမသတင်းထောက်ကိုပြောတယ်မင်းတို့ငါလိုမဖြစ်ပါနဲ့အလဲလက်လန်းစင်မှာပဲစ조사စုဆောင်ပါ